ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ပြည်လန်း10မိုင်လေးစိတ်နာနေပြီးတော့ကျွန်တော်꿰ပြီเนาะလေးစိတ်ကျော်ကနေမင်းနမလန်းကို꿰သွားပြီဒါပေမဲ့တကယ်လောက်တွေမှာမင်းနမလန်းမဟုတ်ဘူးတလားမြေပုံတော့မြေပုံမှာတော့မင်းနမလန်းလို့ခေါ်တယ်0တော့ပါတယ်ဘာသာလည်းမသိဘူးเนาะကဲကျွန်တော်꿰ချသွားပြီကဲတခြားမောင်းနေကောင်းလက်ဖေးဆိုင်တွေပါတယ်ရှိတယ်ဒီလမ်းထဲမှာပြီးလို့ရှိရင်မင်းနမလန်းပေါက်သွားမှကြည့်မင်းနမလန်းကိုထွက်တဲ့ပုံစံလေးကိုပြမယ်เนาะကြည့်ရှေ့ကကားလိုပဲထွက်ကပါမယ်ကျွန်တော်တို့စောင့်ရပါမယ်ရှင်းပြီးထွက်ပြီးโอเคအပေါ်ဆုံးကြောတင်တယ်เนาะအဲ့လမ်းလေးမြောင်လေးเนาะကဲကျွန်တော်ကတက်တော့မှဆိုတော့ပြန်ထည့်လိုက်ပြီเนาะခုနဂွေကြောเนาะကဲလေကြောကနေဖြတ်ပြီးဗျာတက်မောင်းနေပြီမင်းနမလန်းရောက်ပြီမင်းနမလန်းပေါ်ကိုတန်ပေါင်းနေပြီโอเคသူကိတာလန်းမှာသူကိတာလန်းနေကြော်ခဲ့ပြီ MCC ကြော်ခဲ့ပြီเนาะထပ်ပြီးတော့အလဲကနေမောင်းနေတယ်ဟုတ်ပြီခုတွေ့မဲ့ point ဒီဘာလဲဆိုတော့ကြိုက်ဝိုင်းဖျားလန်းကိုကျွန်တော်ထဲဖြတ်မှာဖြစ်ပါတယ်တွေ့မဲ့ point ဒီကြိုက်ဝိုင်းဖျားလန်းညာကွေ့ရင်တမိုင်းလန်းစုံဘဲကွေ့ရင်8မိုင်เนาะโอเคညာကွေ့ရင်တမိုင်းလန်းစုံဘဲကွေ့ရင်8မိုင်เนาะโอเคနည်းနည်းလေးနီးစက်ရလေးတွေပြောသွားပါတယ်ကဲကျွန်တော်တန်းစီနေတယ်မိပွားအောင်စိတ်မှထွက်မယ်เนาะโอเคလောင်းမဒါ clear ပါโอเคဟုတ်ပြီစောင့်နေမယ်ဗျာစောင့်နေမယ်โอเคစိမ့်ပြီကိုးပြီဗောလဲကြောပြန်ဝင်နေတန်ကြီးပဲမောင်းမယ်မင်းနမလန်းနဲ့ကျွန်တော်တို့ပါရမီလန်းစုံတဲ့အထိကိုမောင်းမယ်เนาะโอเคကပ်တိုင်းလိုက်တယ်โอเคဟုတ်ပြီဗျာကဲရှေ့ဆိုလို့ရှိရင်ပါရမီလန်းနဲ့စုံတဲ့ point ဒါဒီ free jaw เนาะ꿰လို့ရပါတယ်꿰ချပြီကျွန်တော်꿰မဲ့တက်သွားသည်ပါရမီနဲ့အင်းစိန်လန်းတောက်ကိုရောက်မယ်ခုနကကျွန်တော်ဘက်ကနေပြီးတော့ခုနလမ်းကနေဘဲ꿰သွားလို့ရှိရင် AD point ကိုရောက်မယ်เนาะ AD မီ point โอเคကျွန်တော်အပေါ်ကြောလေးတင်လိုက်တယ်ပါရမီလန်းဒဲမဖြတ်ဘူးဗျာဘာဖြစ်လို့လဲဆိုတော့ကားကြက်မှာဆိုလို့เนาะ꿰ကြော2ကြောရှိပါတယ်เนาะကျွန်တော်ဒီတကာ꿰ကြော2ကြောရဲ့အပေါ်ကြောကမြူအောက်ကြောကနေယူပြီเนาะဒီ box ကားကြီးဘေးကနောက်ကနေတန်းစီထားတယ်ကျွန်တော်ကရှေ့ကြလို့ရှိရင်ညာလေးကိုအုတ်ကျင်းဘူတာယုံလမ်းဆိုတာလေးကို꿰ချမှာ꿰ပြီเนาะအောက်ကြောဝင်နေเนาะမှန်နေအောက်ကပဲလိုက်ကမယ်အလဲရောက်တယ်အောက်ပြန်ဆင်းနေစကနေပေးနေပြီရွှေဆို꿰ချသွားပြီအပြင်မှာအဲ့လိုမ꿰ဘူးเนาะကျွန်တော်တကယ်တော့အဲ့လန်တကယ်ကျင်းပါတယ်เนาะโอเคဖြည်းဖြည်းပဲကျွန်တော်မောင်းပါတယ်ဗီဒီယိုအပ်ထားလို့ပါကဲချိန်နေကြည့်ပြီးသွားနေတယ်ဗျာအပေးယူလေးနဲ့သွားနေတယ်ဒီလမ်းဒီအုတ်ကျင်းဘူတာယုံလမ်းလို့ခေါ်ပါတယ်โอเคကဲအဲ့အုတ်ကျင်းဘူတာယုံလမ်းကိုတက်ကြီးတိုင်းကျွန်တော်မောင်းနေပြီဟုတ်ပြီကဲတက်မောင်းနေတယ်ဟုတ်ပြီဗျာโอเคစိုက်ကားစရာကြီးတွေလည်းကျွန်တော်ရှောင်ရတယ်โอเคမောင်းနေပြီရှေ့တွေ့မဲ့နေရာဒီဘယ်နေရာလဲဆိုတော့ဒါကအုတ်ကျင်းမီပွိုင်အုတ်ကျင်းနဲ့ဘိုလန်းအုတ်ကျင်းဘူတာအောင်လန်းနဲ့ဘိုလန်းစုံနဲ့တောက်เนาะဂျန်ရှင်းပေါ့โอเคကျွန်တော်ဒီကနေပြီးတော့꿰ပြီဗျာကဲဘိုလန်းပေါ်တက်သွားပြီเนาะကဲတီတီမြိုင်တို့အုတ်ကျင်းဘူတာတို့တီတီမြိုင်တို့ကမာရွတ်ဘူတာတို့ဒီလိုင်းရှိတဲ့နေရာပေါ့เนาะโอเคကျွန်တော်ဗီဒီယိုလေးရှေ့မှာဆိုဆုံးသက်ပါမယ်လောက်ဆိုရင်တော့တည်သွားပြီထင်ပါတယ်เนาะကျွန်တော်လှိုင်းဘက်ကိုပြန်တဲ့ဝေးကိုပြောတာပါโอเคအားလုံးပဲလိုက်ပါကြည့်ရှုပြီးတော့တကူရသွားမယ်ဆိုကျွန်တော်ကျင်နေပါတယ်